ကျော်ရခိုင်မှာဆိုရမြောက်လို့ခေါ်တာပေါ့နော်anymore you don't feel it anymore though I keep begging you for more โอเคပါအားလုံးကတော့ပါမင်္ဂလာပါကျော်ဒီနေ့ကနေပြီးတော့တော်တော်ကြီးကိုစက်ဝင်စားစရာကောင်းတယ်ကျော်ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးမယ်အဲ့ဒီဆိုင်ကဘာဆိုင်လဲဆိုတော့ကျော်တို့ပိန်လေးစားလေးတွေကျော်ရခိုင်ကကိုတိုင်းလက်ဆက်မှာရောင်းတဲ့ဆိုင်လေးပေါ့နော်ဟုတ်ကဲ့ပါကျော်ဒီဆိုင်လေးကနေပြီးတော့ရွှေပင်လေးစားရောင်းဝေးဆိုင်လေးဖြစ်ပါတယ်ကျော်ဒီဆိုင်ကနေပြီးတော့ကျော်တို့ဒီရခိုင်ကထွက်တဲ့ပိန်လေးစားလေးတွေကိုနေပြီးတော့ကျော်ဒီရန်ကုန်ပေါ့နော်ကျော်မြန်မာနိုင်ငံနေရာတိုင်းကိုနေပြီးတော့ဖြန့်ဖြူးနေတာပေါ့နော်ဒါကြောင့်နေပြီးတော့အဲ့ဒီဆိုင်လေးမှာဘာတွေရှိတယ်ဆိုတာကျွန်တော်ဒီလိုဝင်ပြီးတော့ကြည့်မယ်ဒီတိုက်အမှတ်ကနေပြီးတော့တရားကိုစလေးပေါ့နော်โอเคအဖြစ်ဝင်ကြည့်ကြမယ်လားသင်္ကန်းကျော်မျိုးနေစံပြရက်ကွယ်စံပြလေးလမ်းမှာရှိတဲ့ဆိုင်လေးပေါ့နော်ဒီရွှေပင်လေးဆိုင်မှာဆိုရင်ဒီပင်လေးစားနဲ့ပတ်သက်ပြီးတော့စီဖူးတွေတော်တော်ကြီးကိုစုံတယ်တော်တော်ကြီးကိုလက်ဆက်တဲ့ဆိုင်လေးပေါ့နော်ဒါကြောင့်နေပြီးတော့ဒီဆိုင်လေးမှာလည်းဝယ်ယူအားပေးဖို့ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်โอเคဆက်ပြီးကြည့်ကြမယ်နော်โอเคဝင်းလာပဲโอเคဒါဆိုတွင်းမှာဘာရှိသေးလဲကျွဲမှာကတော့အဆုံးပဲရှိတယ်ကိုပင်နေတာအများကြီးပဲဒါဆိုဒီဆိုင်ထဲမှာဟုတ်ကဲ့ဆိုင်ထဲမှာဆိုရင်တော့ဟိုပါပေါ့ဒီပင်လေးစားလေးတွေများကြီးရတယ်ဒါကြောင့်နေအဲ့ဒီပင်လေးစားထဲမှာဘာတွေရလဲဆိုတော့ကျွန်တော်ဒီဝင်ပြီးတော့ကျင့်မယ်နော်လိုက်ခဲ့တယ်လေးတွေနော်ဒါလေးရခိုင်သားဆိုတော့ကနက်ကင်ဖွတ်တတ်တယ်ဆိုတော့ဒီကနက်ကနေပြီးတော့ဟိုအကုန်လုံးကအမားတွေနဲ့ပေါ့အကုန်လုံးကဟိုအမားတွေပေါ့နော်အုပ်တွေအကုန်ပါတယ်ကိုကြိုက်တဲ့ဟာကိုရွေးယူလိုက်ရင်ရပြီအကုန်လုံးအုပ်တွေနဲ့ဒါကနေပြီးတော့ဟိုအုပ်တွေတီးသက်မှာထားတာဒါတွေဆိုရင်တော့ကျွန်တော်တို့ဟိုဟာပြည့်ချင်းကပေါ့နော်ကျွန်တော်တို့ရခိုင်မှာဆိုရေကျက်ခေါ်တယ်ရေကျက်ပေါ့ကျွန်တော်တို့မှာဆိုငါကုန်းလို့ခေါ်တာပေါ့နော်ဒါငါကုန်းဒီကက်ကတဲ့ဘယ်လိုစားမလို့ကျွန်တော်လည်းသူရှက်ပြီးစားကြမယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါကကျွန်တော်တို့ဟိုကရေပဝေးပေါ့နော်ကျွန်တော်ရခိုင်မှာဆိုရမြောက်လို့ခေါ်တာပေါ့နော်တော်ကြီးလက်ဆက်တွေနော်ဒီမှာကြည့်ပါတကယ်အဲ့ဒီပင်လေးသေးကယူခဲအတန်းလေးပေါ့နော်ဒါလက်တော်ဒါကလက်ချေဒါကပြည်ချင်းကပေါ့နော်မိုင်းနော်လက်ဆက်ပဲဒါက YouTube ပစွန်းမိုင်းနော်မိုက်တယ်ကျွန်တော်ဒီအထက်မှာဆိုရင်ကျွန်တော်တို့ပင်လေးစားနေပြီးတော့ပင်လေးစားမျိုးစုံရတယ်ပြီးတော့အဲ့ဒီမှာပင်လေးကထွက်တဲ့ငါးလေးတွေလည်းမျိုးစုံရတယ်ပြီးတော့ဆက်သားတွေဂျီသားတွေလည်းရတာပေါ့နော်ဒါကြောင့်နေပြီးတော့ဒီဆိုင်လေးကနေပြီးတော့တော်တော်ကြီးကိုပြည့်စုံတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တာပေါ့နော်ဒီအထက်ကမြင်တဲ့အတန်းလေးပေါ့ငါးတွေဆိုအများကြီးပဲကျွန်တော်တို့ထိလို့တော့မပြတော့ဘူးဒီမှာကျွန်တော်ဒီကပြကြတယ်တခုရှိတယ်ဒါကဖောက်မိခင်ပေါ့နော်ကျွန်တော်ရခိုင်မှာဆိုရင်ကျွန်တော်ရခိုင်အားလူတွေဆိုရင်ဖောက်ကုန်နေပြီးတော့ခြာပြီးတော့ဖောက်ရပြီဆိုတော့လည်းကျွန်တော်ဈေးတွေမှာမိခင်ပြီးရောင်းကြတယ်ဒါကကျွန်တော်ရခိုင်ဒေသရဲ့အစအစလေးပေါ့နော်ကျွန်တော်ဒီမှာဆိုရင်မိခင်တို့မရောဘူးဖိုင်နော်ကျွန်တော်ဒီရေဘဝမှာပေါ့နော်သူ့ရဲ့အတွင်းမှာပါတဲ့ဒီအကြီးတွေကိုပေါ့နော်အကုန်လုံးစေအောင်ဆေးကြောတာကပို့ပြီးတော့သိလို့တာပေါ့နော်ဒီဆေးကြောလိုက်တယ်ဆိုတာနဲ့နေပြီးတော့ကိုစားတဲ့ကနေပြီးတော့ဥပမဖြစ်စေဘူးပေါ့နော်ဒါကြောင့်နေပြီးတော့သူ့အတွင်းမှာပါတဲ့အကုန်လုံးအကြီးတွေကိုစင်ကြအောင်ဆေးကြောပြီးတဲ့အခါမှာကျွန်တော်အတူတူရှက်ပြုတ်ကြမှာပေါ့နော်So high, I'm hypnotized. What's up is down, what's left is right. Chasing stars and holding you. I can't see the end. ဟုတ်ကဲ့ပါအားလုံးအောင်တာလီဆိုပါမင်္ဂလာပါဒီနေ့ကကျွန်တော်တို့ဒီဟိုပါသင်္ကန်းကျွန်းဟိုပါပေါ့စံပြရက်ကွာစံပြလေးလမ်းမှာရှိတယ်ရွှင်ပင်လေးပေါ့နော်ဒီပင်လေးစားဖြန့်ချီရောင်းဝယ်ရေးဆိုင်ကနေပြီးတော့မြင်တဲ့အတိုင်း
လက်ဆက်ကျွန်တော်ရခိုင်ကထွက်တဲ့ပင်လယ်စာလေးတွေကိုကျွန်တော်ဝယ်ယူခဲ့တာပေါ့နော်နေတဲ့အတန်းနေတို့တာတရေကြရှင်တာပေါ့နော်ကျွန်တော်တရေကြနေပြီဒါကြောင့်နေပြီးတော့ဒီကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပေါ့နော်ဒီပင်လယ်စာတွေဝယ်ယူခြင်းတွေဆိုရင်ကျွန်တော်ဒီရွှေပင်လေးပေါ့နော်ဒီလက်လီလက်ကပင်လယ်စာဖြန့်ချီရောင်းဝယ်ရေးဆိုင်မှာနေပြီးတော့ဝယ်ယူလို့ရတာပေါ့နော်တကယ်လက်ဆက်တွေအဲ့ဒီဆိုင်မှာကျွန်တော်ဒီလိပ်စာနဲ့ဖုန်းနံပါတ်ကိုကျွန်တော်အောက်မှာတွေးလို့တင်ပေးထားပါတယ်အဲ့ဒီကဆက်ပြီးတော့မှာယူလို့ရတာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ပထမအဆုံးစမှာကဒါလေးပေါ့နော်ဘာရနော်ဆွေးမှာရစားမကုန်နိုင်မလားဟမ်ကုန်နိုင်မလားရရှာလို့စားရဆွေးလို့စားလို့ကိုကုန်နေတယ်ဆွေးစားဆွေးစားရဆွေးအားပါဆွေးတော့ကျော်တော့လမ်းထဲပဲစားတော့မှာမိုင်နော်ဒီတိုင်းမှာစားမှာကျွန်တော်ဒီတိုင်းမှာစားလို့ကောင်းတယ်ဒီထဲမှာစားလို့ကောင်းတယ်ကိုယ့်ရခိုင်မှာစားလို့ပေါ့နော်ကျွန်တော်ကိုယ့်ရွာမှာဆိုရင်လေအဲ့ဒီမှာပင်လယ်ထက်ကရလာပြီဆိုရင်ဒီထဲမှာဆွေရဟုတ်လားစားဒါကနေပြီးတော့ဟိုကကယူကမာပေါ့နော်ကျွန်တော်တို့ရခိုင်မှာကယူလို့ခေါ်တယ်နော်ဒါလေးကကယူကမာပေါ့အစိမ့်ပေါ့ကျွန်တော်တို့ဒီတန်းပဲစားမယ်ဒီကောင်ကဒီတန်းစားမအားရှိတာမှန်ရနော်စိတ်နေတာချူတာမဟုတ်ဘူးဆက်နေဒီကောင်ကတော့ဒီနေ့စားမှပို့ပြီးတော့အရသာရှိတာပေါ့နော်ဟုတ်တယ်ရှားပြီးငါပေါ့နေအောင်စားကြရတယ်ရှိပါရှိုးနေရ好呢。到书了，ကျွန်တော်တို့ကနေပြီးတော့ဒီဟိုက shipping လေးပေါ့နော်ဒီဟိုကလက်လက်ကပင်နေတာဖြန့်ဖြန့်ရှားရဲ့ဆိုင်ကနေပြီးကျွန်တော်ဝေလာတာတော်တော်ကြီးလက်ဆက်တယ်အဲ့တော့သူတို့မှာကနေပြီးတော့ကျွန်တော်ရခိုင်ကနေပြီးတော့နေတက်မှာယူရဆိုတော့ဒီဆန်လေးကတော်တော်ကြီးကိုလက်ဆက်တာမှာတော်အာမခံတယ်ငါတော့ကျွန်တော်တို့ကကျွန်တော်တို့ကဂုံးရမလို့ခေါ်တယ်အဲ့ဒါဂုံးရမပေါ့
ဆောဒါကနေပြောကနေပြောစားကွာဒီကောင်နေပြီးရေဘူးတော်ကြိုက်တယ်ဆွေသူစိတ်ကိုစိတ်โอเคမိုက်တယ်အပြည့်ငါဆွေးမှာပိုင်နော်ရှိပါအမေကတိုက်ကပ်ပစုံစားမယ်လာလာစားစားလေးတိုက်ကပ်ပစုံနော်တော်လက်တယ်ရအစားမိုင်နော်ဝမ်းဆိုစနေရဒါပြည့်ချင်းကရမင်းစားရတယ်မဆွာလို့ရတယ်မလားမဒါဆွေးမယ်ဒါဆွေးမယ်လက်နက်ဖက်နဲ့ပဲကန်ဆွေးတော့မနော်ရှိပါဆွေးမင်းပဲဘိုင်ပေါက်ထဲမလားငါပဲဘိုင်ပေါက်ထဲမလားဘောနော်လက်နဲ့စားတော့အားရပါကြတာပါနော်ရှိပါတော့ကောင်းတယ်ဟုတ်ကဲ့ပါအခုကျွန်တော်မြင်နေရတဲ့လေးပေါ့နော်ကျောင်းကနေပြီးတော့ဒီဟိုရှစ်ပင်လေးပေါ့နော်ဒီဟိုပင်လေးစားပေါ့နော်ဒီလက်လီလက်ကောက်ဖြန့်ချီရောင်းချရဲဆိုတဲ့ဆိုင်ကနေပြီးတော့ကျွန်တော်မှာယူခဲ့တာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒီလိုလက်ဆက်တဲ့ပင်လေးစားလေးတွေကိုလိုချင်တဲ့မှားချင်တဲ့ဆိုရင်ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးပေးပြီးတင်ပေးထားပါတယ်အဲ့ဒီလိုက်စာအတန်းလေးနေပြီးတော့ဆက်ပြီးမှာလို့ရတယ်သူတို့ကမြန်မာနိုင်ငံနေရာအတိုင်းဝင်နေပြီးတော့သူတို့က delivery နဲ့ပို့ပေးပါတယ်ဆိုင်ရဲ့လိုက်စာကတော့သင်္ကန်းကျွန်းစံပြရက်ကွယ်စံပြလေးလမ်းမှာရှိတာပေါ့နော်ဒီဆိုင်ကနေပြီးတော့ shipping လေးပေါ့နော်ပင်လေးစားဖြန့်ချီရောင်းချရေးဆိုင်လေးပါโอเคဒီဘက်မှာဒီလိုစက်ဝင်စားစရာကောင်းတဲ့အစားအစာလေးတွေကိုစိုက်ပြတာပေါ့နော်နောက်ဘက်တွေမှာဆိုရင်ဒီတဲ့စက်ဝင်စားစရာကောင်းတဲ့အစားအစာလေးတွေကိုတင်ဆက်မှာမို့ကျွန်တော်တို့ရဲ့ page ကိုဝင်ပြီးတော့ follow လေးနှိပ်ပေးသွားပါနော်โอเคနောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်တတား